တနေ့မှာတော့ကောင်လေးတယောက်ဟာသမုဒ္ဒရာပင်လယ်ပြည်ထဲမှာလူမရှိသူမရှိတဲ့နေရာမှာသင်္ဘောတစ်စီးနဲ့တူကြားတစ်ကောင်ရဲ့ရန်ကနေရှင်သန်ရဖို့အတွက်ရုန်းကန်နေရပါတယ်။သူ့ရဲ့ရုပ်ကတာဇန်လို့ထင်ရပေမဲ့မျိုးကြီးပြကြီးမှာမွေးဖွားလာတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ကိုမွေးဖွားကန်ဒီမှာလည်းတိရစ္ဆာန်စီအောင်ကမွေးဖွားခဲ့တဲ့အတွက်ကြောင့်သူ့ကိုပိုင်လို့ပဲခေါ်ကြပါတယ်။သူ့ရဲ့နမရင်းကတော့ပိုင်စင်ဖြစ်ပြီးတော့ပြင်သစ်ရဲ့ရေကူးကန်တစ်ခုကိုကိုစားပြုပြီးတော့သူ့ရဲ့နမန်ကိုပေးခဲ့တာဖြစ်ပါတယ်။ကျောင်းမှာစာကျက်နေတဲ့အချိန်တိုင်းမှာလည်းတငယ်ချင်းတွေရဲ့လောင်ပြောင်ကြီးကိုခံခဲ့ရပါတယ်။သူ့ရဲ့နမရင်းကပိုင်စင်ဖြစ်ပြီးတော့အတိတ်ဘယ်ကတော့ရှူးရှူးပေါက်ချင်းလို့အတိတ်ဘယ်ရတာကြောင့်တငယ်ချင်းတွေကဝိုင်းပြောင်ပြီးတော့လှောင်ကြပါတယ်။ဒါပေမဲ့ဆရာကသူ့နမန်ကိုထွက်ရေးခိုင်းတဲ့အချိန်မှာတော့ပိုင်လို့အမိရတယ်ဆိုတာကိုတငယ်ချင်းတွေကိုတေချာရှင်းပြခဲ့ပေမဲ့တယောက်မှသူ့စကားကိုလုံးဝနားမထောင်ခဲ့ပါဘူး။ဒါပေမဲ့နောက်တစ်ခါမှာတော့သူ့ရဲ့နမန်အပြည့်စုံကိုကြောက်တင်မုံလေးချက်မှာတေးသေးချာချာရေးပြလိုက်တဲ့အခါမှာတော့တငယ်ချင်းတွေကချီးမွမ်းပြီးတော့သူ့ရဲ့နမန်ကိုပိုင်လို့ပဲခေါ်သွားကြပါတော့တယ်။ပိုင်ရဲ့အထက်မှာအသက်နှစ်ကြီးရဲ့အကူတယောက်လည်းရှိပါတယ်။ညအိယာဝင်တိုင်းမှာသူ့ရဲ့မိခင်ကပုံမြင်နေပြောပြီးကလေးနှစ်ယောက်ကိုချော်သက်ခဲ့ပါတယ်။သူ့ရဲ့မိခင်ကဟိန္ဒူဘာသာဝင်တူဦးလည်းဖြစ်ပါတယ်။သူတို့ရဲ့ဖခင်ကတော့ဘယ်ဘာသာကိုမှယုံကြည်မရှိတဲ့ဘာသာမဲတယောက်ပဲဖြစ်ပါတယ်။တနေ့မှာတော့ပိုင်ကသူတို့ရဲ့ဖခင်မသိအောင်ကြားကိုအစာကျွေးနေပါတယ်။ဒါပေမဲ့ဖခင်ကချက်ချင်းရောက်လာတဲ့အချိန်မှာတော့သူတို့အစာကျွေးနေတာကိုတွေ့သွားပြီးကြားဆိုတဲ့မျိုးဟာမစားသင့်တဲ့အမျိုးပဲဖြစ်ကြောင်းကိုသက်သေပြတဲ့အနေနဲ့စိတ်တကောင်ကိုခြံထဲကိုလှုပ်ပေးပြီးတော့သူတို့ရဲ့သားကိုကြောက်အောင်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအစားအစာကိုမြင်သွားတဲ့သူတို့ရဲ့သားကတော့ကြောက်ရွံ့သွားခဲ့ပါတယ်။ပိုင်တို့မိသားစုဟာကနေဒါနိုင်ငံကိုပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပြီးတလိမ့်ဆန်ရင်းနဲ့အတူတူဂျပန်ကုန်နေသင်္ဘောနဲ့ခီးထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့မာရီယာကျုံနာကျိုအနီးမှာပြင်းထန်တဲ့မှုန်တိုင်းတန်တစ်ခုကြောင့်သင်္ဘောကနစ်မြုပ်သွားခဲ့ပါတယ်။ပိုင်တယောက်တည်းသာကယ်ဆယ်ရေးလေပေါ်ကိုရောက်သွားခဲ့ပြီးသူ့မိသားစုဝင်တို့ကယ်ဖို့အတွက်မတက်နိုင်တဲ့အတွက်ကြောင့်မိသားစုတွေအားလုံးတေဆုံးသွားခဲ့ပါတယ်။ကယ်ဆယ်ရေးလေပေါ်မှာပိုင်နဲ့အတူမင်းကြဒဏ်ရာရနေတဲ့ယာယီနာဦးရန်ကန်တို့ကြားကြီးနဲ့ရေချက်ဘာကတို့ကပါလာခဲ့ပါတယ်။ရက်ဆက်တဲ့ယာယီနာကမြင်းကြားနဲ့ဦးရန်ကန်တို့ကိုတပ်ပစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ကြားကြီးရေချက်ဘာကယာယီနာကိုပြန်တက်လိုက်ပါတယ်။အခုတော့ပိုင်ဟာသမုဒ္ဒရာအလဲမှာဗိုက်စာလေးနဲ့ကြားကြီးတစ်ကောင်နဲ့နှစ်ယောက်ထဲသာကြံရေးပါတော့တယ်။ပိုင်ဟာကြားရဲ့ရန်ကနေဝေးရမှာနေဖို့ဖောင်သေးလေးတစ်ခုလုပ်ခဲ့ရပါတယ်။အချိန်ကြာလာတဲ့အမျှကြားကိုထိန်းချုပ်နိုင်ဖို့မလွယ်ကူကြောင်းကိုလည်းသိမိပါတယ်။ကြားနဲ့အတူရှင်နိုင်ဖို့အတွက်အတူတူရင်နိုင်ဖို့အတွက်လည်းခက်ခဲနေပါတယ်။သူဟာတသက်လို့စားသူဖြစ်ပေမဲ့ကြားအတွက်ကတော့သူ့အတွက်ရောငါးတွေကိုဖမ်းဆီးတက်ပြတ်စားတော့နေခဲ့ရပါတယ်။သူတို့နှစ်ဦးဟာမှုန်တိုင်းတွေငတ်မှုမှုတွေနဲ့အတူဝေလငါးကြီးတွေရဲ့အန်တွေတွေကိုအတူတူကြော်ဖြတ်ခဲ့ကြရပါတယ်။တခါမှတော့သူတို့ဟာအသားစားတဲ့ကျွန်းတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။နေ့ဘက်မှာအစားအစာတွေပေါများပေမဲ့ညဘက်မှာတော့အဲ့ဒီကျွန်းကအက်ဆစ်တွေထုတ်ပြီးတက်ရှိတွေကိုဝါမျိုးတက်တာကိုသိလိရလို့ပိုင်ဟာကြားကိုခေါ်ပြီးကျွန်းပေါ်ကနေအမြန်ထွက်ခွာလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာမဂ္ဂစီကိုကမ်းခြေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကုန်းပေါ်ရောက်လာတာနဲ့ဒေချက်ဘာကဟာပိုင်ကိုတစ်ချက်ကလေးတော့လှည့်မကြည့်ပဲတောထဲကိုဝင်သွားခဲ့ပါတယ်။ပိုင်ဟာသူ့ရဲ့တင်ဦးရီသောအဖော်ကိုဆုံးလွတ်ရှုံးလိုက်ရလို့အကြီးအကျယ်ငိုကြွေးခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ဂျပန်အာမခံအရာရှိတွေကတင်မောနေရတဲ့အကြောင်းကိုလာမေးခဲ့ပါတယ်။ပိုင်ကတော့ကြားအကြောင်းကိုပြောပြတဲ့အခါသူတို့ကပိုင်ရဲ့ပြောစကားတွေကိုတယောက်မှမယုံခဲ့ကြပါဘူး။ဒါကြောင့်ပိုင်ကနောက်ထပ်ဇလန်တစ်ပုဒ်ကိုထပ်ပြီးတော့စစ်ဆေးရေးသူတွေကိုမေးခဲ့ပါတယ်။